မင်္ဂလာပါ East English Aurora ကနေပြန်လိုက်ပါတယ်ဒီနေ့ passive speech ကိုအသေးစိတ်သွားပါမယ်နံပါတ်1က noun အမည်အလုံးကို noun လို့ခေါ်တယ်အိမ်မှာဥပမာတွေသွားကြည့်မယ် I have a doll I have a doll ငါမှာအယုတ်ကြီးရှိတယ်အိမ်မှာ noun ကကြတော့ doll အယုတ်ဆိုရဟာအဲ့တော့တရုတ်ကိုညွှန်းတဲ့အတွက် a ဆိုတဲ့စကားလုံးသုံးတယ်ပြီးလို့ရှိရင် I နေရာမှာ we you they ဆိုတဲ့ဟာတွေလာနိုင်ပါတယ် we have a doll they have a doll you have a doll အဲ့လိုသုံးလို့ရတယ်ပြီးလို့ရှိရင် I have dolls အဲ့တော့ a doll မပဲခုမှအယုတ်နှစ်ရုပ်ထပ်ပို့ပြီးရှိရဆိုလို့ရှိရင်အဲ့ဒီနေရာမှာ a မသုံးမတော့ဘဲနဲ့ doll မှာ s ထည့်လိုက်မယ် I have dolls we have dolls they have dolls you have dolls ဆိုပြီးသုံးလို့ရပါတယ်နောက်တစ်ခု he is အောင်သူကအောင်ဖြစ်တယ်အဲ့ဒီနေရာမှာအောင်ဆိုတဲ့ဟာက noun ဖြစ်တယ် she is thunder သူမက thunder ဖြစ်တယ်ဆိုရင်လည်း thunder က noun ဖြစ်တယ် this is Myanmar ဒီနေရာကမြန်မာနိုင်ငံဖြစ်တယ်ဒီနိုင်ငံကမြန်မာနိုင်ငံဖြစ်တယ်မှာမြန်မာဆိုတဲ့ဟာက noun ဖြစ်တယ် that is England that is England ဆိုတဲ့နေရာမှာ England ကကြတော့ noun ဖြစ်ပါတယ်နောက်နံပါတ်2 pronoun သွားပါမယ် pronoun မှာကြတော့ pronoun ကနာမ်ရဲ့အစားသုံးတာဖြစ်တယ်ဆိုတော့ဥပမာဒီနေရာမှာ Coco likes apple Coco likes apple ကိုကပန်းသီးတွေကြိုက်တယ် he likes apple အဲ့တော့ဒုတိယတစ်ကြောင်းမှာ he က pronoun ဖြစ်တယ်ဘယ်သူရဲ့ pronoun လဲဆိုတော့ Coco အစားသုံးထားတဲ့ pronoun ဖြစ်တယ်အဲ့တော့သူကပန်းသီးတွေကြိုက်တယ်အဲ့တော့ရှင်လဲ loves dogs ရှင်လဲကခွေးလေးကိုချစ်တယ် she loves dogs အဲ့မှာသူမကခွေးတွေချစ်တယ်မှာတော့ she ဆိုတဲ့ဟာကရှင်လဲအစားသုံးထားတဲ့ pronoun ဖြစ်တယ်နောက်တစ်ခုက the earth is orbiting the sun ကမ္ဘာကနေကိုလှည့်ပတ်နေတယ် has many living things အဲ့ဒီနေရာမှာသူကပါသက်ရှိအများအပြားရှိရဲတဲ့အဲ့တော့ each ဆိုတဲ့ဟာကသူကကမ္ဘာကိုပြန်ပြီးနှင်းထားတဲ့ဟာဖြစ်တယ် students are studying ကျောင်းသားတွေကစာသင်နေကြတယ် they are clever သူတို့ကလိမ္မာကြတယ်အဲ့ဒီနေရာမှာ they သူတို့ဆိုတဲ့ဟာက students ကိုစားပြုထားတဲ့ pronoun ဖြစ်ပါတယ် you and I are best friends you နဲ့ကျွန်မကချစ်ဆုံးတငယ်ချင်းတွေဖြစ်တယ် we like playing game ကျွန်မတို့ကgame ကစားတာကြိုက်တယ်ပေါ့အဲ့ဒီနေရာမှာ we ဆိုရဲကျွန်မတို့ဆိုရဲဟာကတော့ you နဲ့ I ဆိုရဲအစားသုံးထားတဲ့နာမ်စာဖြစ်ပါတယ်နောက်တစ်ခု verb ကိုတွားမယ် I do my homework ငါအိမ်စာလုပ်တယ်ငါအိမ်စာငါလုပ်တယ်ပေါ့ငါအိမ်စာလုပ်တယ်အဲ့ဒီနေရာမှာ do က verb ဖြစ်ပါတယ်ပြီး I make a cake ငါကင်မို့တလုံးဖန်တီးရပေါ့ကင်မို့တလုံးလုပ်တယ်ကင်မို့တလုံးဖန်တီးရ make က verb ဖြစ်တယ် they clean up the house သူတို့အိမ်ကိုတန်ရှင်းလုပ်ကြတယ်အဲ့ဒီမှာ clean ဆိုတဲ့ဟာက verb ဖြစ်တယ် we cook vegetables and meat today ဒီနေ့ငါတို့ဟင်းသီးဟင်းနဲ့အသားတွေချက်တယ်ပေါ့အဲ့ဒီနေရာမှာ cook ဆိုတဲ့ဟာက verb ဖြစ်ပါတယ် he studies maths and physics this week သူကဒီပတ်ထဲမှာဗာလဲဆိုတော့ဒီသင်ချာနဲ့ဒီဘာကိုသူလေ့လာနေတယ်အဲ့ဒီနေရာမှာ studies ကကြတော့ verb ဖြစ်ပါတယ်နောက်တစ်ခုက adverb ကရိယာဝိသေသနာကကြတော့ကရိယာကိုအထူးပြုရဲကရိယာရဲ့အဓိပ္ပာယ်ကိုပြီးတော့ပေါ်လွင်ထင်ရှားအောင်ပို့ပြီးတော့လေးနဲ့အောင်အထူးပြုရဲဟာကိုကရိယာဝိသေသနာလို့ခေါ်တယ် he laughs loudly သူကကျဲလောင်စွာရီမောတယ်ပေါ့သူကကျဲအတန်ကျဲကြီးနဲ့ရီတယ်အဲ့ဒီနေရာမှာ loudly ဆိုကျဲလောင်စွာဆိုတဲ့ဟာကသူက laughs ကိုတွားပြီးအထူးပြုရဲသူကဘယ်လိုရီလဲဆိုတော့အတန်ကျဲနဲ့သူကရီ The girl cries silently ဒီလေယာတိတ်ဆိတ်ငိုနေတယ်အဲ့ဒီမှာ silently က adverb ဖြစ်တယ် cries ကိုတွားပြီးတော့အထူးပြုတယ်ငိုတယ်ဘယ်လိုငိုလဲဆိုတော့တိတ်လေးငိုတယ်ပေါ့ Utun watches TV enthusiastically Utun က TV ကိုစိတ်ဝင်စားနေကြည့်နေတယ်အဲ့တော့အဲ့ဒီမှာ verb က watches ဘာလို့ watches ရဲ့cry မှာလည်း s ထဲတယ် laughs မှာလည်း s ပါတယ် watches မှာ yes ဘာလို့ထဲလဲဆိုတော့ share subject တွေအနေဖြစ်လို့ဖြစ်ပါတယ် Yemen understands
his wife completely ရေမင်းကသူ့ရဲ့အမျိုးသမီးကိုသူအပြေဝနားလေတဲ့ပြီးရင် you answer the question correctly မိခွန်းကိုမှန်ကန်ဖြေလိုက်တာပဲပေါ့အဲလိုတော့ရပါတယ် adjective မှာကြတော့တဲ့ mommy cooks delicious soup အမေကအရသာရှိရဲ့ soup ပြုတ်ကိုချက်တယ်အဲ့မှာ adjective ကကြတော့ delicious အရသာရှိတော့နောက်တစ်ခုဦးလေး is a good driver ဦးလေးကတော်ရဲ့ကားမောင်းသမားဖြစ်တယ်ကားမောင်းသမားတရားဖြစ်တယ်အဲ့ဒီနေမှာ good ဆိုတာကောင်းတော့တော် good က adjective ဖြစ်ပါတယ် Sunan is a diligent girl Sunan ကဆွဲရှိရဲ့မိန်းကလေးတရားဖြစ်တယ်သို့မဟုတ် Sunan is diligent Sunan ကဆွဲရှိသည်အဲ့ဒီနေရာမှာ adjective က diligent တော့ဆွဲရှိတော့ဆွဲကောင်းတော့လုံလောက်ရကောင်းတော့ diligent ကအဲ့ဒီလိုတစ်ပြည့်ရပြီးတော့တကယ်လို့ diligent တလုံးနဲ့သုံးချင်လို့ရှင်တော့သူက is နဲ့အမိစံတစ်ခါကရေးပေးလို့ရတယ်။သို့မဟုတ် diligent မှာကိုက diligent နောက်ကကိုက noun တစ်ခုထည့်ချင်တယ် girl မိန်းကလေးအဲ့လိုမျိုး noun ထည့်ချင်တော့သူရဲ့ share တမှာ article a လေးခေါ်ပြီးတော့ Sunan is a diligent girl သို့မဟုတ် Sunan is diligent အတိတ်ပဲအတူတူပါပဲ။နောက်တစ်ခါကျတော့ Khadi is beautiful Khadi is a beautiful girl အဲ့ဒီနေရာမှာ adjective ကကြ beautiful လှပတော့Khadi ကလှပါတယ်သို့မဟုတ် Khadi ကလှပါတယ်မိန်းကလေးတရားဖြစ်တယ် Amha is respectful Amha is a respectful soldier Amha ကလေးစားဖို့ကောင်းတယ် Amha ကလေးစားဖို့ကောင်းတဲ့စစ်သားတရားဖြစ်တယ်အဲ့ဒီနေရာမှာ adjective ကကြ respectful ဖြစ်ပါတယ် Number 6 preposition မှာကြတော့Socks are on the table ခြေတရားစပွဲပေါ်မှာအဲ့ဒီမှာ preposition on ဖြစ်ပါတယ် She is behind the table သူမကစပွဲနောက်မှာရှိတယ်အဲ့ဒီမှာဒီ preposition behind နောက်မှာဖြစ်ပါတယ် Lin Yang put her clothes into the box Lin Yang ကသူ့ဝတ်စားတွေကိုတစ်တာအထဲပေါ့နော်တစ်တာအထဲကိုထည့်ထားတယ်တစ်တာအထဲမှာထားတယ်ပေါ့ Lin Yang ကသူ့ဝတ်စားတွေကိုတစ်တာအထဲမှာထားတယ်အဲ့တော့ဒီညမှာဒီ preposition က into ဖြစ်ပါတယ် Meet me at the bank between 2 p.m. and 3 p.m. အဲ့တော့ငါ့ကိုဒီဗာလဲဆိုညနေ9နာရီနဲ့3နာရီကြားဗမာလာတွေ့ပါအဲ့ဒီနေရာမှာသူက preposition တွေပြောမယ် at ရဲ့ between ရဲ့ဖြစ်ပါတယ် Relation the classroom starts at 9 a.m. အတန်းက9နာရီဆိုစပြီပေါ့အဲ့ဒီနေရာမှာဒီ preposition က at ဖြစ်ပါတယ် conjunction သွားမယ် conjunction စကားဆက်ပေါ့နော်တံပန်တာလို့လည်းခေါ်တယ်အဲ့တော့ I like vegetables and snacks ငါဟင်းသီးရွက်တွေနဲ့သီးစားတွေကြိုက်တယ်ပေါ့အဲ့ဒီနေရာမှာ conjunction က and ဖြစ်တယ် Shingom is working hard because he wants to be a champion Shingom ကအလုပ်ကိုအရန်ကြိုးစားပြီးလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့သူchampion ဖြစ်ချင်လို့အလုပ်ကြိုးစားပြီးလုပ်တယ်အဲ့ဒီနေရာမှာသူဒီ conjunction က because ဖြစ်ပါတယ် Lang is clever so everyone loves her Lang ကလိမ္မာတယ်တော်တယ်ဒါကြောင့်လူတိုင်းကသူ့ကိုချစ်ကြတယ်အဲ့ဒီနေရာမှာသူက conjunction က so ဖြစ်ပါတယ် Though no one needs me I was there ဘယ်သူမှငါ့ကိုမလိုအပ်ပေမဲ့လည်းငါအဲ့ဒီနေရာမှာရှိနေခဲ့တယ်တဲ့အဲ့ဒီနေရာမှာသူက conjunction က though ဖြစ်ပါတယ် I have been waiting him for an hour but he couldn't arrive ငါသူ့ကိုနိုင်တစ်ချက်လောက်စောင့်နေခဲ့တာဒါပေမဲ့သူရောက်မလာခဲ့ဘူးအဲ့ဒီနေရာမှာ conjunction က but ဖြစ်ပါတယ်နောက်ဆုံးတစ်ခု interjection သွားပါမယ် interjection wow it's beautiful thank you wow so we have interjection အမေရိကန်ဖြစ်တဲ့နောက်တစ်ခုဖျားကြီးဘယ်လိုပြောလိုက်တယ်အဲ့ဒီနေရာမှာတော့ဖျားကြီးဆိုတဲ့ဟာကဒါဒီခုအော်လို့ထွက်လာတဲ့အတမ်းမနော်ဒါအမေရိကန်ဖြစ်တယ်ပြီး shh the flight is coming shoo to do လင်းလာနေဆိုရဲဟာတွေကကြတော့ interjection ရဲ့ဥပမာတွေဖြစ်ပါတယ်ဆိုတော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် see you in my next videos thank you